ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ဆင်အောင်လွင်ပါစေ။2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာအထက်လူကြီးအကြီးအကဲကြောင့်အလုပ်ထဲမှာစိတ်ညစ်ရတာစိတ်ရှုပ်ရတာမျိုးတွေဒီနေ့အတွက်ကြုံရတတ်တယ်နော်အလုပ်အကိုင်တွေရည်ရွယ်ချက်တွေလည်းအနာရောက်ခံဒီမှာတွေ့လွယ်သွားတာအစင်မပြေတာမျိုးတွေဖြစ်တတ်တယ်စပစ္စည်းစာရွက်စာတမ်းတွေရေးကြီးတဲ့စပစ္စည်းတွေစာရွက်စာတမ်းတွေလည်းတည်ထားနော်ပြက်တာပျက်စီးဆုံးရှုံးတာမျိုးတွေဖြစ်တတ်တဲ့အထူးသတိထားနော်ကျမ်းမာရေးအနေနဲ့လည်းကောင်းမှုရဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့ခြေရည်မှာချစ်သူစီကနေပြီးတော့မမျော်လင့်မဲနဲ့လက်ဆောင်ကောင်းတွေရတဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာအိမ်တော်ဘက်နဲ့ခိတ္တခဏခွဲနေရတဲ့နော်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာပန်းရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာကိမ့်မုတ်ကလူပေးရမှာဖြစ်ပါရှင်။အနေအသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ဆင်အောင်လွင်ပါစေ။2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှာအစအရာမှာအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ရည်ရွယ်ထားသမျှလုပ်ငန်းတွေကိုဒီနေ့အတွက်ရဲတာလှုပ်ဆောင်ပါအစဉ်ပြေအောင်မြင်မဲ့နေမျိုးဖြစ်ပါတယ်။ဆွေမျိုးမိတ်ဆွေအရင်ချာများကြောင့်လည်းဒီနေ့မှာစိတ်ရှုပ်ရတာစိတ်ညစ်ရတာစိတ်တော့ကဖြစ်เสียများနဲ့လည်းကြုံရတဲ့ကျမ်းမာရေးအနေနဲ့တတိထားနော်စီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေခံစားရတဲ့အခြေရင်းနဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာအေးချမ်းတာယာအစဉ်ပြေအောင်မြင်နေနော်အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအစိမ်းရောင်နဲ့အစိမ်းရင်းရင်းအကြောင်းပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအရှိပြားမှာမုတ်စီကျော်ကလူပေးရမှာဖြစ်ပါတယ်ရှင်အနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ဆင်အောင်လွင်ပါစေ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာရည်ရွယ်ထားတဲ့လုပ်ငန်းတွေကအနာရောက်ခံဒီမှာတွေ့လွယ်သွားတာအစင်မပြေတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်နော်ခြံကိစ္စကားကိစ္စကွန်ပျူတာကိစ္စကင်မရာများနဲ့ပတ်သက်ပြီးသွားရင်လည်းစိတ်နှောက်ယှက်ဖြစ်စရာများနဲ့ကြုံရတဲ့ဒီနေ့မှာရွေးချယ်ရခက်တာဆုံးဖြတ်ရခက်တာထိုင်ရခက်ထားရခက်ဆိုတဲ့ကိန်းမျိုးတွေဖြစ်တဲ့အတွက်ရေးကြီးတဲ့လုပ်ငန်းတွေလုပ်မယ်ဆိုရင်ချိန်ဆပြီးတော့လုပ်နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးသွားရင်လည်းသွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှာလည်းဒီနေ့မှာအထင်အမြင်တွေမှာဆရာများနဲ့ကြုံရတဲ့နော်အိမ်တော်ရေးမှာတော့ဇနီးမယားတို့ဝမ်းသာစရာစိတ်ချမ်းသာစရာသတင်းစကားကြီးချရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့6နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာအနီရောင်နဲ့ညီညွတ်ရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာဘိမုတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခဏရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောတွေကိုစောင့်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောတွေကိုစောင့်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်ဆင်အောင်လွင်ပါစေ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာအလုံးမှာစိတ်ညစ်စရာဆိတ်ရှုပ်စရာတွေစိတ်တွေတအားမွန်းကျက်စရာများနဲ့ဒီနေ့မှာကြုံရတတ်တယ်နော်ငွေရေးချင်းနဲ့ပတ်သက်ဆက်နွယ်တဲ့ကိစ္စတွေနေရာတိုင်ကြီးများနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့အတွက်စိတ်ရှည်တီးခဏကပို့ပြီးတော့အဆင်ပြေအောင်မြင်နေနော်မြေကိစ္စအမွေကိစ္စဖုံးအတဲတီးဖနက်တရက်စနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာလည်းဒီနေ့မှာ
အဆဆအရာအစဉ်ပြေတာမျိုးတွေအောင်မြင်တာမျိုးတွေဖြစ်မယ်နော်အခြေရေးမှာလည်းအထင်အမြင်လွဲမစရာများနဲ့ဒီနေ့မှာကြုံရတတ်တယ်နော်အိမ်တော်ရေးမှာတော့အဝေးမှာရှိတဲ့အမေမိခင်ရှိရတဲ့နှစ်ခါနှစ်ချင်းငွေကြီးထောက်ပံ့ကူညီတွေရရှိတတ်တဲ့ကျမရဲ့အနေနဲ့တတိထားနော်စီဘူးလောင်တာမီးဘူးလောင်တာအပူလောင်တာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာအုံးယ9ခုကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဒါသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှဲမပါစေ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာဉာဏ်နဲ့ဝိရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေ့မျိုးဖြစ်ပါတယ်စူးစမ်းရသလောက်လေဒီနေ့မှာအောင်မြင်မှုတွေဇက်တိုက်ဆိုသလိုမျိုးတွေရရှိတတ်တဲ့ကွဲကွာနေတဲ့မိတ်ဆွေအဟောင်းဆွေမျိုးအဟောင်းအဆက်အဟောင်းနေနဲ့လည်းပြန်လည်ဆုံစည်းရတတ်တဲ့အခြေအေးမှာတော့ဒီနေ့မှာအေဂျင့်တာယာအဆင်ပြေတယ်နော်အိမ်တော်ရေးမှာတော့ဒီနေ့မှာတုံးနဲ့တူကနားလည်မှုတွေလွှဲနေတတ်တဲ့အဆင်မပြေဖြစ်တတ်တယ်နော်ကျမကြီးအနေနဲ့ရင်ပတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့5ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလေမော်ဒီကလူဖျားမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဒါသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဒသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှဲမပါစေ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာအနောက်အရှက်အပြိုင်ဆိုင်ဂျားရရနေပြီးတော့အစဉ်ပြေအောင်မြင်တဲ့အနောက်ရှက်တွေအတိုက်ခိုက်တွေလည်းဒီနေ့မှာတတိထားနော်ကြုံရတဲ့စကားပြောဆိုရတာညှင်းခုန်ရတာအခြေအတင်စကားပြောဆိုရတာမျိုးတွေလည်းကြုံရတဲ့အလုပ်ထဲမှာလည်းမိမိနဲ့အယူအဆတွေကွဲလွဲနေပြီးတော့အများနဲ့တယောက်ဆိုသလိုမျိုးတွေဖြစ်နေတဲ့အစင်မပြေတာတွေလည်းဇက်တိုက်ဆိုသလိုမျိုးတွေဖြစ်တတ်တယ်နော်ကျမ်းမာရေးအနေနဲ့ခေါင်းချမ်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေရေးမှာတော့ဒီနေ့မှာဝေးလေကောင်းလေဖြစ်နေပြီးတော့အိမ်တော်ရေးမှာတော့အေးချမ်းတာယာအစဉ်ပြေအောင်မြင်နေနော်အကျိုးပေးတဲ့ကဏ္ဍကတော့3နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအနီရင်းရဲ့အရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာဖရဲသည့်30ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဒါသဘောတွေကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဒါသဘောတွေကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတသက်စင်အောင်လွှဲမပါစေ2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာအလုပ်ကိစ္စနဲ့ပတ်သက်ပြီးသွားရင်အလုပ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးသွားရင်ဒီနေ့အတွက်အထူးသတိထားဆောင်ရွက်ရမယ့်နေ့မျိုးဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေဆိုအဆင်မပြေဖြစ်တာမျိုးတွေဖြစ်တဲ့စက်တူကိစ္စရှယ်ယာကိစ္စစာချုပ်ကိစ္စတွေအတွက်တော့ဒီနေ့မှာအထူးအကျိုးပေးအထူးအောင်မြင်တဲ့နေ့မျိုးဖြစ်ပါတယ်ရွှေလက်ဝဲရတနာအလှအပအနုပညာနဲ့ပတ်သက်တဲ့ပစ္စည်းတွေမထင်မှတ်ဘဲနဲ့မရည်ရွယ်ဘဲနဲ့ဝင်လာတဲ့ကျမ်းမာရေးမှာလက်တစ်ဖက်မှာထိခိုက်တရားရတတ်တဲ့တတိထားနော်အခြေရေးမှာအေဂျင့်တာယာအဆင်ပြေတယ်နော်အိမ်တော်ရေးမှာတော့မဖြစ်စလောက်ပြဿနာတည်တည်လေးရစပြီးတော့နားလည်မှုတွေလွဲနေတာအဆင်မပြေတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့6နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အပြာအရင်အရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာပဲကိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်